ဒေါသဆိုတာဖြည့်ဆည်းတတ်တဲ့အရာဘယ်သူကိုဖြည့်ဆည်းတာလဲစိတ်ကိုဖြည့်ဆည်းစိတ်ကိုဖြည့်ဆည်းလိုက်တဲ့ဖြင့်ရုပ်လည်းပျက်စီးသွားတယ်ခုံသိက္ခာတွေလည်းပျက်စီးသွားတယ်ဒေါသရဲ့သဘောကဖြည့်ဆည်းတယ်ဆိုတော့ဘယ်သူဖြည့်ဆည်းကိုယ်စိတ်ကိုဖြည့်ဆည်းဘယ်လိုစိတ်ကိုဖြည့်ဆည်းတော့ကြည်လင်ပြီးတော့ပျော့ရွှင်နှစ်ချိုင်နေတဲ့စိတ်လေးကိုဖြည့်ဆည်းပြလိုက် disappoint လုပ်လိုက်တော့နော်ဖြည့်ဆည်းပြလိုက်သူ့ကြောင့်ပျက်စီးသွားတယ်စိတ်ဟာအေးချမ်းနေတဲ့စိတ်လေးကပျက်စီးသွားတယ်မိသားစုရဲ့ကြည်လေနံပါတ်1ဒေါသဖြစ်လာရင်ကိုယ်စိတ်ကိုရင်ဖြတ်စီပြလိုက်တယ်ပြီးရင်ပတ်ဝန်းကျင်တွေပါဖြတ်စီတယ်အေးချမ်းနေတဲ့ဉာဏ်နဲ့လူတွေကိုလည်းဖြတ်စီတယ်လို့ဖြစ်တယ်ကိုယ့်ရဲ့ခုံသိက္ခာတွေလည်းပျက်စီးသွားတယ်ဒေါသထွက်လာတဲ့လူကအရှက်မဲ့သွားလှုပ်ချင်တာလှုပ်တယ်ပြောချင်တာပြောတယ်ရှက်မရှိတော့အဲ့တော့ကိုယ့်ရဲ့ခုံသိက္ခာကိုလည်းဖြတ်စီတယ်အဲ့ဒါကြောင့်ဒေါသရဲ့အဓိပ္ပာယ်ကဖြတ်စီခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဖြတ်စီတတ်တဲ့တရားလို့ဆိုလို့တယ်ဘာတွေကိုဖြည့်ဆည်းတာတော့နံပါတ်1ကကိုယ်စိတ်ရဲ့ကြည်လင်အေးမြနေတဲ့စိတ်ဓာတ်ကိုငြိမ်းချမ်းနေတဲ့စိတ်ဓာတ်လေးကိုဖြည့်ဆည်းတယ်ကိုယ့်ရဲ့ကြည်ပြောရှုပြောရှိတဲ့ရုပ်အသွင်ကိုလည်းဖြည့်ဆည်းပြတယ်ဒေါသပြလိုက်မြတ်ကြောတင်သွားပြီလေစိတ်ကိုလည်းဖြည့်ဆည်းတယ်ရုပ်ကိုလည်းဖြည့်ဆည်းမိမြလို့ပဲသူကခုဆက်ကျန်တဲ့ကိုယ်ပတ်ဝန်းကျင်လူတွေလည်းစိတ်တင်းသွားအောင်လုပ်တယ်ရတဲ့ကြောတင်းသွားအောင်လုပ်တယ်စိတ်မချမ်းသာအောင်လုပ်တယ်ဖြည့်ဆည်းတာအကုန်လုံးဖြည့်ဆည်းတာဒေါသဒီထက်ကိုဒေါသကိုမထိန်နိုင်အိမ်မိရှို့တာတို့ပကံပေါက်ခွဲတာတို့အဲ့ဒါပြည့်နေအိမ်ရှိတာတွေရိုက်ခွဲတယ်ဖြည့်ဆည်းပြစ်တယ်မှန်တကားတွေပြက်တယ်အဲ့ဒါဒေါသဖြည့်ဆည်းတာဒါတွေကတော့မကြားခြင်းအဆုံးမမြင်ခြင်းအဆုံးလောကကြီးမှာရှိတယ်ဖြည့်ဆည်းနေတာဒေါသနဲ့ဖြည့်ဆည်းတာဟုတ်လားဒါကြောင့်ဒေါသဆိုတာဖြည့်ဆည်းတတ်တယ်ဒါကြောင့်သူ့ရဲ့အမှတ်သားလက္ခဏာနဲ့ပြောတော့ပါပြောသောစန္ဒိကလက္ခဏာသူကကြမ်းတမ်းတဲ့သဘောရှိတယ်ရှင်ကျေးမှုတွေပျက်စီးသွားပြီးတော့ရိုင်းဆိုင်လာတယ်ကြမ်းတမ်းလာတယ်ဘာနဲ့ဥမာတူတော့ဆိုပဟတတိဝိသောဝိယပဟတတိဝိသောဝိယအာတိဝိသဆိုတာမွေဟောက်ကိုတုံးနဲ့မရိုက်လိုက်နဲ့ရှုစုဖြစ်လာနော်အဲတုံးနဲ့ရိုက်ခံလိုက်ရတဲ့မွေဟောက်ဒီခေါင်းထောင်လာတယ်ဒေါသတရှုရှုဖြစ်လာတယ်အဲ့ဒီမွေဟောက်လိုပဲတဲ့ဒေါသစီတရှုရှုတိုင်းတိုင်းဖြစ်လာတတ်တယ်ဝိသပနရတောအစိတ်လိုပဲသူကပြန့်နှံ့သွားတဲ့သဘောရှိတယ်ဝိသနိပါတောဝိယကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်သိရောက်လို့ရှိရင်အဲ့ဒီအစိတ်ကတက်လာတာတွေးရှိသမျှအကုန်လုံးစိတ်တွေကပြန့်နှံ့သွားတယ်ဒေါသကလည်းပဲအစိတ်ပဲတဲ့အစိတ်လိုပဲပြန့်သွားတယ်ဟုတ်တယ်ဒေါသဖြစ်တော့ကတော့အသာပဲနောက်တစ်ကိုယ်လုံးတုံလုံးဆက်ဆက်ဖြစ်လာတယ်အဲ့ဒါပဲသူကလည်းတစ်ကိုယ်လုံးပြန့်သွားတယ်ဆိုဒေါသထွက်ပြီဆိုရင်လူတွေကအသားတွေတဆက်ဆက်တုံလာမျက်နှာတွေหนีရဲလာတယ်အဲ့ဒါသူ့ရဲ့လှုပ်ဆောင်မှုပဲနောက်တစ်ခါအတ္တနောနေတယတေဟနရတောဝါတဲ့နောက်တတိကသူရဲ့ဆောင်ရွက်မှုကသူ့ရဲ့ဖြစ်ရဌာနကိုဖြည့်ဆည်းပြစ်တယ်ကိုယ့်ရင်ထဲမှာဖြစ်ရင်ကိုယ်ပဲဖြည့်ဆည်းတာနော်ဖြစ်ရဌာနကိုပျက်စီးအောင်လုပ်ပြစ်တယ်ဘာနဲ့တူတုံးဆိုရင်တော်မိလို့ပဲတော်မိသည်လောင်လို့ရှိရင်တော်ထဲမှာဖြစ်တဲ့မိသည်တော်ကိုဖြည့်ဆည်းတာပဲကိုယ်ရင်ထဲမှာဖြစ်တဲ့ဒေါသသည်ကိုယ်ရင်ကိုယ်စိတ်ဓာတ်ကိုဖြစ်စီတာပဲတော်မိနဲ့အလားတရံတူတယ်တဲ့ဒုဒ္ဒနာပစ္စုပဋ္ဌာနောသူကအခွင့်သာလာလို့ရှိရင်ဖြစ်စီပြစ်မဲ့ပုံရိပ်ပဲဒေါသဖြစ်လာတဲ့လူကအကောင်းတစ်ခုမှမထားဘူးအကုန်ဖြစ်မယ်အကုန်ဖြစ်စီပြစ်တာတစ်ခုမှမထားဘူးဒေါသကိုအကြောင်းပြုရင်ရှိရင်အကုန်လုံးနော်တချို့ဆိုလို့ရှိရင်စိတ်ဆိုးတာနဲ့အိမ်ရှိတဲ့ပစ္စည်းတွေကုန်တာအဲ့လိုမျိုးတော့ရှိတယ်နော်မန်နေရိုက်ခွဲတယ်ပကံနေပေါက်ခွဲတယ်အကုန်လုံးဖြည့်ဆည်းပြတာအဲ့ဒီပုံရိပ်ဘာနဲ့ဥပမာတူတော့ဆိုလတ္တောကာသောဝိယတပတ်တော်အခွင့်ရလာတဲ့ရှမ်းသူဟာဖြည့်ဆည်းသလိုပဲရှမ်းသူနဲ့လာသရံတူတယ်တဲ့
အာဂတဝတ္ထုပဋ္ဌာနောဒေါသဖြစ်ခြင်းရဲ့အကြောင်းကတော့အဓိကတော့အတွေးပဲလူတွေရဲ့မကျေနပ်တဲ့အတွေးကိုအာဂတဝတ္ထုလို့ခေါ်တယ်မကျေနပ်တဲ့အတွေးနော်အဲ့ဒါဟာဒေါသဖြစ်ဖို့ကြောင့်အဲ့တော့အာဂတဝတ္ထုက9မျိုးရှိတယ်9မျိုးကမှတ်လို့လွယ်ပါတယ်မကျေနပ်တဲ့အတွေးဆိုတာဘာလို့လူတယောက်ပေါ်မှာဒေါသဖြစ်ဖြစ်ဒီကောင်ငါ့ကိုဘယ်တော့မှဆဲတယ်နော်ငါရဲ့ကျိုးစီးပွားကိုဘယ်တော့မှဖျက်အောင်လုပ်တယ်အရင်ကလည်းဖျက်ခဲ့တယ်အခုလည်းငါကျိုးစီးပွားဖျက်အောင်လုပ်နေတယ်နောက်လည်းလုပ်အောင်မှာပဲ3ခုနော်ငါရဲ့အကျိုးစီးပွားကိုအရင်ကလည်းဖျက်ခဲ့တယ်အခုလည်းဖျက်နေတော့မယ်နောက်လည်းဖျက်အောင်မှာပဲဒါက3ခုငါခင်မင်းတဲ့ပုဂ္ဂိုလ်ငါမိတ်ဆွေတွေရဲ့အကျိုးစီးပွားကိုအရင်ကလည်းဖျက်ခဲ့တယ်အခုလည်းဖြစ်တယ်နောက်လည်းဖျက်အောင်မှာပဲ3ခုငါနဲ့မတည့်တဲ့ပုဂ္ဂိုလ်တော့အားမြောက်နော်အားပေးအရင်ကလည်းလုပ်တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်အောင်မှာပဲသူဆိုတာအဲ့လိုလေအဲ့လိုတွေးတဲ့အတွေး9မျိုးနော်တခုတခုကို3မျိုးစီ9မျိုးအတိတ်နာကပစ္စုပန်နဲ့ချင်းအဲ့ဒါကိုအာဂတဝတ္ထု9ပါးလို့ခေါ်တယ်အဲ့ဒီထဲမှာသက်မဲ့အရာကိုဒေါသထွက်တာလည်းရှိသေးတယ်နော်လေတိုင်းလို့ရှင်လဲလေတိုက်ရမလားလေကိုဒေါသထွက်တယ်နေပူတာမကြိုက်တဲ့လူကနေရပူတယ်ဆိုရင်နေကိုစိတ်ဆိုးတဲ့လူရှိတယ်အဲ့ဒီလူမိုးရရင်ရွာရမလားလို့စိတ်ဆိုးတဲ့လူရှိတယ်အဲ့ဒါတွေအထက်လိုက်လို့ရှင်အဋ္ဌာဏကောပလို့ခေါ်တယ်အဲ့တော့အာဂတဝတ္ထု9မျိုးတနည်း10မျိုးအဲ့ဒါတွေနဲ့ပတ်သက်တဲ့အတွေးတွေကြောင့်ဒေါသဆိုတာဖြစ်တာတဲ့အဲ့တော့ဒေါသနဲ့ပတ်သက်ပြီးတော့လေသူ့ရဲ့အမှတ်သားသူ့ရဲ့ဆောင်ရွက်မှုကိစ္စသူ့ရဲ့ပုံရိပ်သူ့ရဲ့ဖြစ်ပေါ်လာခြင်းအကြောင်းတရားအဲ့ဒီရှုထောင့်လေးကိုကြည့်လိုက်လို့ရှင်ဒေါသဆိုတာလည်းပဲလောကမှာရှားတွေ့နိုင်တဲ့တကယ်အစစ်အမှန်ဖြစ်လို့ absolute truth နော်အပြောတတ်တတ်မဟုတ်ဘူးတကယ်လောကဆိုတာရှိတယ်လူတိုင်းမှာရှိတယ် absolute truth